ဒီနေ့ပွဲလေးကဒီနေရာဒီ summer program ရဲ့နောက်ဆုံးနေ့ပေါ့နော်ကလေးတွေကို certificate awarding ceremony လေးပါဒီနေ့ကလေးတွေကိုရှင်းပြတဲ့ certificate awards တရားဆိုရင်တာမန် certificate awards တခုမဟုတ်ပေဘူးနော်ပေါ့နော်သူတို့လေးတွေနေရာဒီ3လလုံးလုံးစူးစမ်းထားတဲ့ဒီစူးစမ်းမှုကိုအတိမတ်ပြုထားတဲ့အောင်မြင်မှုလက်မှတ်ကလေးတွေဖြစ်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်သူတို့လေးတွေဒီအောင်မြင်စွာပြီးဆုံးသွားပြီးမှသူတို့certificate တွေကိုရရှိကြတဲ့အတွက်အမတန်မှဝမ်းမြောက်မိပါတယ်နာမည်လေးနဲ့အခု summer class မှာတက်ရောက်ခဲ့တဲ့အတန်းလေးကိုမိတ်ဆက်ပေးပါရှင်မိနစ်ရချပြမင်းထိုက်ပါ level 7 MP ပါဒီနေ့နာမည်ကချိုတဲ့ပါ level 7ပါညီမနာမည်ကတော့ဖြိုးတီဗီသူပါ summer class မှာ level 7ကို join ခဲ့ရပါညီမနာမည်ကတော့ပြည့်ချိုတဲ့ပါညီမlevel 7ကို summer class မှာ join ခဲ့ဒီနေ့နာမည်ကတော့ချွေနေပါ level 4မှာတက်နေပါ My name is Alzia Nying and I'm from level 6B. My name is Chen Yingtong and I'm from level 6B also. ရန်လာနာ level 8မှာတက်ရောက်ခဲ့တာပေါ့နော်သမီးနာမည်ကတော့စုပိစရာလို့ခေါ်တယ်ဒါပေမဲ့အကုန်လုံးကတော့ header လို့ပဲခေါ်ကြတယ်ဒီနေ့အကြောင်းတို့ကျောင်းသားလေးတွေရဲ့စူးစမ်းမှုတွေကိုမြင်တွေ့ရတဲ့အကြောင်းလေးလည်းဝေမျှပေးပါအောင်ရှင်ဒီနေရာဒီ3လအတွင်းမှာပေါ့နော်အရန်ကိုပြောင်းလဲတိုးတက်သွားတဲ့ကျောင်းသားတွေတွေ့ရတယ်ကျွန်တော်တို့ဒီစရောက်တုန်းကပေါ့နော်အရင်ဒီကိုစကားပြောတော့ confidence မရှိတဲ့ကျောင်းသားတွေရှိတယ်ဒါမဲ့ဒီနေရာဒီမှာသူတို့အတန်းတောက်လျှောက်မှာပေါ့နော်ဒီလေ့ကျင့်သင်ကြားရင်းနဲ့ပေါ့နော်သူတို့တိုးတက်လာကြတယ်ပိုပြီးမှ confidence ကိုရှိလာကြတယ်ပြီးရင် team work ပိုင်းတွေမှာပေါ့နော်တယောက်နဲ့တယောက်pair work တွေ group work တွေဒီ international day မှာဆိုရင်လည်းသူတို့အတူတကွလှုပ်ဆောင်ကြတယ် so performance တွေအရန်ကိုတိုးတက်လာတာကိုတွေ့ရတယ်အဲ့ဒီအတွက်လည်းအရန်ဝမ်းသာပါတယ်ဒီ summer class မှာတက်နေတဲ့တခြားလုံးအမှတ်တရ moments တွေရှိရင်လည်းဝင်ပြပေးပါအောင်ရှင်အမှတ်တရရတော့အများကြီးရှိပါတယ်ပွဲတွေလုပ်ခဲ့ရလဲအရန်ပျော်ဖို့ကောင်းခဲ့ပါတယ်အားလည်းချိန်မှာဆော့ခဲ့ရစတင်ချိန်မှာဆမပြောအောင်ထားပြည့်တယ်အများကြီးမှတ်တရရှာတယ်အခန်းထဲမှာတငယ်ချင်းနဲ့အဲ့လိုမျိုးခါဟုဆော့ရတာတို့တခြား activity တွေလုပ်ရတာအရန်ပျော်ဖို့ကောင်းပါတယ်နေ့ရက်တိုင်းရတော့အမှတ်တရရကြီးပဲပေါ့နော်ဒါပေမဲ့ international food တွေကတော့လုံးဝအမှတ်တရဖြည့်ဆုံးပါမယ်တငယ်ချင်းတွေမရနိုင်တော့ဘူးလို့ထင်တော့ရခဲ့တဲ့ In International Day, I eat all the Korean food. ခုအင်္ဂလိပ်စာလေ့လာတဲ့ကျောင်းသူကျောင်းသားလေးတွေကိုလည်းအကြံပြုစကားလေးဝင်ပြပေးပါအောင်ရှင်ကလေးတွေအနေနဲ့ပေါ့နော်ဒီလိုအသက်ငယ်ကလေးတွေကဒီလိုကျောင်းတွေတက်ထားမယ်ဆိုရင်အမတန်မှသူတို့အတွက်အနာဂတ်အတွက်အမတန်ကောင်းပါတယ်နောက်ပြီးတော့ဒီအင်္ဂလိပ်စာကိုသင်ယူတဲ့ပတ်ဝန်းကျင်မှာသူတို့ထိတွေ့မှုရှိနေတာကသူတို့အတွက်အကောင်းဆုံးပေါ့နော်ကိုပေးပတ်ဝန်းကျင်ကကိုတငယ်ချင်းတွေကလည်းအင်္ဂလိပ်စာတွေလေ့လာသင်ယူနေတယ်အဲ့လိုဆိုရင်ကိုကပိုပြီးမှစိတ်ပါဝင်စားလာမယ်ဆိုရင်သူတို့အတွက်အင်္ဂလိပ်စာကပိုပြီးမှလွယ်ကူလာမယ်ပေါ့နော်ဟုတ် Since the new school year is starting soon, are you guys planning to join any of Starfish online and weekend classes? Weekend classes, like in person. Yeah, I'm planning to join in-person class. weekend classes တွေဆက် join ဖြစ်ဖို့ရရှိပါတယ်မတော့ online ပိုင်းအောင်ပဲ join တာပါဟုတ်ကဲ့ in person join ထားပါတယ်ရှင်ဒီနေ့ပွဲနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ Starfish ကိုပဲဖြစ်ဖြစ်ပြောပြချင်တဲ့ message လေးရှိပါသလားရှင်ကိုယ့်ရဲ့ English skills တွေကိုပို့ပြီးတော့ကောင်းချင်တယ်ဆိုရင် Starfish Education Center ကိုလာပြီးတော့တက်ရောက်ပြီး join ဖို့အတွက် recommend ပေးချင်ပါတယ်ဒီမှာဆရာမရေစာသင်ကြားမှုကလည်းကောင်းနေပြီးတော့ပွဲတွေလည်းအများကြီးရှိရကလေးတွေကိုပြောင်းထားနိုင်တော့ဒီအကြောင်းရွေးချယ်ပြီးတော့အကြံပေးခြင်းအရန်ကောင်းတယ်လို့ပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့เนาะကလေးတွေလည်းအရန်ဝမ်းမြောက်တာတွေ့ရတယ်သူတို့တွေလွတ်လွတ်လပ်လပ်ပညာသင်နေတဲ့အရာသူတို့ဝမ်းမြောက်တဲ့အရာတွေ့တဲ့အခါမှာမိဘတွေအနေနဲ့အရန်ပဲဂုဏ်ယူပြီးတော့ဝမ်းမြောက်မိတယ်ပေါ့เนาะအရန်ကောင်းတဲ့ပညာရေးစင်တာတစ်ခုဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ကွာ Starfish ကို join တာပိုကောင်းတယ်စစ်တော့အုံဆုံးအတန်းတွေအများကြီး join မှုရယ်ဒါပေမဲ့ဒီလောက်ကြီးမထိရောက်ဘူးဒီ Starfish တက်ကြမှာလေအကုန်လုံးပြောဖို့အတွက်ကို confidence ကရှိသွားတယ်အဲ့တော့သမီးရဲ့ grammar ဘိုင်းလည်း strong ဖြစ်လာတယ်ဆရာနဲ့လည်းဆက်သွယ်ရှိတော့နည်းနည်းလေးပြောဖို့ရဲရင်လာတယ်ပေါ့နော်အဲ့လိုလေးရှိရယ်ဟုတ်ဒီနေ့ graduates တွေကိုလည်းအားပေးစကားလေးပြောပြပါအောင်ရှင်ဒီနှစ် summer မှာပြီးတော့တဲ့အကြောင်းကျောင်းသားတွေကိုထပ်ပြီးမှပေါ့နော်ဒီနောက် level တွေမှာတွေ့ရှင်သေးပါတယ်ဒီနှစ်ကသူတို့တွေအကောင်းဆုံးလုပ်နိုင်တယ် so now level တွေမှာလည်းသူတို့ပေါ်ပြီးမှကောင်းမွန်တဲ့ performance တွေပြနိုင်မယ်ဆိုတာကိုညွှန်လင်းပါတယ်